တနေ့ကုန်အင်အားပြေဝကိုမနက်မှာအချိန်9မိနစ်ပဲပေးဖို့လိုအပ်ပါတယ်ဟုတ်ပါတယ်ဒီအချိန်9မိနစ်မှာကျွန်တော်လေ့ကျင့်ခန်း9မျိုးပြပေးမယ်တစ်မျိုးကို10မိနစ်စီလုပ်ပေးရမယ်โอเคနံပါတ်1အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါโอเคနံပါတ်2အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါနံပါတ်3အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါနံပါတ်4အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါโอเคနောက်ဆုံးနံပါတ်5အနေနဲ့ဒီပုံစံကို10မိနစ်လုပ်ပေးပါโอเคအခုပြပေးသွားလေ့ကျင့်ခန်းကိုမိတ်ဆွေတို့မနက်အေးရတထချင်းနေ့တိုင်းပြုလုပ်ပေးမယ်ဆိုရင်မိတ်ဆွေတို့အင်အားပြည့်ဝပြီးတော့ကျန်းမာရေးမှာလည်းအများကြီးတိုးတက်လာတာကိုတွေ့ရလိမ့်မယ်โอเคဒီဗီဒီယိုဘယ်မျိုးကကြည့်နေလဲပြီးတော့ဘယ်ချိန်မှာကြည့်နေလဲဆိုတာ comment မှာမှတ်ခဲ့ပေးပါโอเคအားလုံးကျေးဇူးတင်ပါတယ်